အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုပဒေသာပါကျွန်တော်ဒီနေ့ကတော့မင်းလွန်ရဲ့ humanism လူသားဝါဒီဆိုတဲ့အခွေထဲမှာပါတဲ့တခြင်းတွေကိုကျွန်တော်နားထောင်ပြီး feedback လေးပေးသွားမယ်ပေါ့နော်ပထမဆုံးတော့ကျွန်တော်နဲ့မင်းလွန်နဲ့ဘယ်လိုသိလဲဆိုတာလေးကိုကျွန်တော်စပြီးတော့ပြောချင်တယ်မင်းလွန်နဲ့ကျွန်တော်နဲ့စပြီးတော့သိတာကျွန်တော်မဲဆောက်မှာရှိတဲ့အချိန်တုန်းကပေါ့နော်အဲ့ဒီမှာတော့ဒီကလေးခရိုင်တရင်လေးရဲ့အခုဒီတက်မှုတယောက်ဖြစ်တဲ့မုံဘီးဆိုတာရှိရပါတော့မင်းလွန်နဲ့တငယ်ချင်းနေမုံဘီးကနေပြီးတော့ကျွန်တော်ပြောတာသူ့ရဲဘော်ပေါ့နော်ဒီမဲဆောက်မှာရှိရဲတွေ့ပြီးတော့ဒီလိုမျိုးအလုပ်ကိစ္စပေါ့နော်အလုပ်ကိစ္စဆိုတာလည်းတချင်းကိစ္စပါပဲအဲ့တုန်းကလည်းဒီတချင်းကိစ္စလေးအဲ့ဒါလိုအပ်တာလေးရှိလို့ရှိရင်လို့တိုင်ပင်ပြီးတော့လုပ်လို့ရအောင်ဆိုပဲကျွန်တော်အဲ့ဒါနဲ့မင်းလွန်နဲ့ကျွန်တော်ချိန်တာပေါ့နော်ချိန်တော့ပထမတစ်ခေါက်ကချိန်တာပြတ်သွားတယ်နောက်ကျသူလာမှလည်းအဆင်မပြေဖြစ်မှာဆိုကျွန်တော်ပဲလာခဲ့လိုက်မယ်လို့သူရှိတဲ့နေရာကိုကျွန်တော်သွားလိုက်အဲ့ဒီအချိန်မှာကျွန်တော်မင်းလွန်နဲ့စပြီးတွေ့တာပေါ့နော်တွေ့ပြီးတော့ကျွန်တော်စကားပိုင်းပြောတယ်သူလှုပ်ချင်တာကျွန်တော်ပြောပြတယ်ပြီးတော့ကျွန်တော်လည်းအကြံပေးလို့ရတာပေးတယ်ပေါ့လေအဲ့ဒီနောက်ပိုင်းမှာကြာကျွန်တော်တို့ဒီမဲဆောက်မှာအလုပ်တွေတောက်လျှောက်လုပ်ဖြစ်တယ်ပေါ့နော်လုပ်ဖြစ်တဲ့အခါမှာလည်းတွေ့ကြတယ်စကားပြောဆိုကြတယ်မင်းလွန်ကကျွန်တော်ထက်ဆိုင်9နှစ်6နှစ်လောက်ငယ်မယ်လို့ထင်တယ်ရုပ်ကတော့ကျွန်တော်ထက်ပူပြီးတက်ကြီးရဲ့လို့ထင်တာမင်းလွန်က rap တွေဆိုတာကောင်းတယ်ပထမဦးဆုံးပေါ့နော်ကျွန်တော်ဒီမင်းလွန်တေချာမသိသေးတဲ့သူတွေမင်းလွန်အကြောင်းသိသွားအောင်လို့ကျွန်တော်သူ့တခြင်းတချို့ကျွန်တော်ဖွင့်ပြခြင်းတယ်ပေါ့နော်မင်းလွန်က2021ပေါ့နော်မတ်လ18ရက်နေ့တာဟန်ခန်တက်ပေါ့နာမည်ကျော်ကလေးမျိုးကတာဟန်ခန်တက်မှာသူတနက်နဲ့ပြစ်ခံရတယ်ပြီးတော့6လောက်ထိသွားတယ်ပြီးတော့သူထောင်ကျသွားတယ်ထောင်လွတ်လာပြီးတဲ့နောက်ပိုင်းမှာဒီ generation Lee ဆိုတဲ့တခြင်းကိုသူထုတ်ခဲ့တာပေါ့နော်အဲ့ဒီတခြင်းကလည်းပြောရမယ်ဆိုတော်တော်လေးပေါက်တယ်တော်တော်များများသိကြတယ်မင်းလွန်တေချာမသိရဲ့လူတော်မှာဒီတခြင်းကိုကြားဘူးတဲ့သူများတယ်ပေါ့နော်အဲ့တော့ဒီတခြင်းလေးကိုကျွန်တော်ဖွင့်ပြလိုက်မယ်Join Generation Y, Y နဲ့ Z ကို chain Generation X အလဲမကိုတေချာကြည့် Generation Z အောက်ကငုံကကြည့်ချီထွက်တဲ့နီးမှာ Generation Lee ကျွန်တော်တို့က Generation Lee ပြခေတ်အဆက်ဆက်အာနာရှင်ကိုတိုက်ထုတ်ခဲ့တာကြီးပြကျွန်တော်တို့ရဲ့ပေးဆက်မှုဒီခေတ်လူငယ်တွေမသိကြဒါကြောင့်သူတို့ပေးတဲ့နာမည် Generation Lee ပြ Democracy တိုက်ပွဲတိုင်းမှာကျုပ်တို့မြဲတတ်ပါတယ်လူအခွင့်အရေးတိုက်ပွဲတိုင်းမှာကျုပ်တို့မြဲတတ်ပါခဲ့နိုင်ငံရေးဖြစ်စဉ်တိုင်းမှာကျုပ်တို့မြဲတတ်ပါတယ် Genocide ကိုထောက်ခံတော့ကကျုပ်တို့မြဲတတ်ပါဘူးငိမ့်ချသောဆန္ဒပြခဲ့တော့ကကျုပ်တို့ပါတယ်ပြည်သူအာဏာပြည်သူပြပေးကျွေးကြော်တန်တွေနဲ့တူဦးဆောင်ခဲ့တာရှေ့ဆုံးငါတို့ကိုစောင်းအောင်နေအောင်ဖြိုခွင်းခင်ကတော့ရှေ့ဆုံးဖြိုခွင်းချိန်မှာလည်းရှေ့ဆုံးကပြေဟုတ်ကဲ့နေအောင်နာလူကြီးရှေ့ဆုံးကဦးဆောင်ပြီးပြင်းမယ်မင်းတို့နောက်မှနေခဲ့မင်းတို့ကတမ်းမှာပြီးသားဒါပေါ်ဦးလေးခုတော့ဦးလေးဖင်ကိုကြည့်ရင်ကျုံတော့ထမ်းလာပြီဗျာအမလစ်တော့တီခက်ကလေးတွေရိုင်းလာချီလာအမလစ်တော့ခဏလေးတော့လုံးမဲ့ဆိုလက်စီလေးတော့ဆိုဦးကရတလို့the fuck ရှင်းနေတော့ကို join တချင်းကိုဗျာတချင်းကိုဇလန်းပြောပြီးတော့နော်ဘယ်လိုပြောမသိရက်ကွက်ထဲမှာဟိုဖြစ်စဉ်တခုပြန်ပြီးတော့ပြောပြသေးတဲ့အတိုင်းပဲမျိုးလုံးထဲမှာမြင်လာအောင်လို့ပုံစံတွေရောတရုပ်ဆောင်တွေရောအဲ့ဒါအောင်မှဒီလိုကာယံနေနဲ့ချိန်ပြီးတော့ story telling လုပ်ရပါဘောနော် Generation Y Y နဲ့ Z ကို chain Generation X နဲ့မကိုတေချာကြည့် Generation Z အောက်ကငုံကကြည့် Z ထွက်တဲ့ဒီမှာ Generation Lee ကျွန်တော်တို့က Generation Lee ပြဒီအဆက်ဆက်အာနာရှင်ကိုတိုက်ထုတ်ခဲ့တာကြီးပြကျွန်တော်တို့ရဲ့ကိစ္စကိုဒီခေတ်လူငယ်တွေမသိကြဒါကြောင့်သူတို့ပြီးတဲ့နာမည် Generation Lee ပြလူမျိုးကြီးဆိုရောက်တယ်မသိဘူးငါတို့ကပဲလူပြီးမလုပ်ပြီးတဲ့ပြည်ဘူးငါတို့ပြီးတဲ့နိုင်ငံပြည်ဘူးဆိုတာငါတို့ရဲ့မြော်လင့်ချက်အခုဆိုချစ်လက်နဲ့ရှမ်းပွေးတော့ပြီးအောင်ချင်တဲ့ပေါ်ချင်းရဲ့တကယ်တော့ချင်းဆိုတာမကောင်းဘူးမကောင်းဘူးပြောနေရဲ့တော့မယ်For heal or hell, I and N for India. ငါကြီးက53မျိုးတဲကပါကြီးလားဟုတ်ကဲ့ကျွန်တော်က54မျိုးမြောက်ကဆရာကြီးဗျာကြောက်ဒီနိုင်ငံမှာမန်တရားစိတ်ဖွင့်တကယ်ပါရံများစိတ်ပြက်ကတရားနေဆက်ရမကအမှန်နွားစိတ်သက်တွေကြောင့်ကိုကရပြန်စားချိတ်ဆက်ရတဲ့ခါတည်းမှန်တရားဒါတော့သူတို့ဒီချင်းလူမျိုးတွေပြီးတော့ဒီတင်းအုပ်ဆရာတွေကိုသူတယောထားတာပေါ့နော်ချင်းကသူ
သူပြောရတယ်မှာ53မျိုးရှိတယ်သူက54မျိုးမြောက်ပေါ့မင်းလွန်တဲ့အပြင်မှာစကားပြောပြလို့ရှိရင်လည်းသူပြောသူတို့ချင်းလူမျိုးတချို့အားမရဘူးပေါ့နော်ဒီပြောမယ်ဆိုရင်ဒီလိုမျိုးအစိုးပြိုင်ပွဲတွေမှာလည်းချင်းစတာလာပါလားမသိဘူးအဲ့လိုမျိုးဟာရှိအဲ့ဒီဟာတွေကိုလည်းအားပေးနေတဲ့သူတွေရှိတယ်ပြီးတော့ဒီပတ်စံတွေကတကယ်ကြတော့ဒီခရိုနီနဲ့အာနာရှင်တွေနဲ့ပေါင်းပြီးတော့ဗောနော်စီစဉ်တဲ့ပွဲတွေရောဒါတွေကိုလည်းချင်းတွေကမသိဘူးအားပေးနေတော့မဲ့သူဒါတွေကိုအားမရဘူးသူမကျေနပ်ဘူးဆိုတဲ့ဟာတွေကိုလည်းကျွန်တော်နဲ့ပြင်မာတွေ့ရင်သူပြောတယ်ဗောနော်ခဏခဏကိုပြောဒီတချင်းထဲမှာဆိုလဲဒါဆိုရင်ဒါသူထောင်ကလွတ်လာပြီးချင်းမှာသူရေးခဲ့တဲ့တချင်းပေါ့နော်သူ6တောက်တစ်ဖက်ဖြတ်ပြီးသွားတဲ့အချိန်မှာသူဒီတချင်းကိုစူထားတယ်ပြီးတော့ music video ရိုက်တယ်ပြီးတော့အဲ့ဒီမျက်နှာကြီးနဲ့ပဲဟိုးချင်းပြည်နေရနေပြီးတော့ဒီနောက်ဆုံးမဲဆောက်ထိရောက်အောင်လို့သူလိုင်းကအစင်းစင်းစီးပြီးတော့သူရောက်လာပေါ့နော်မင်းတို့ဘောမရပါတွေစောက်ပြင်ကဝါစီရဲ့တခြင်းတစ်ပုတ်ရှိအဲ့ဒါဘာလဲဆိုတာကျွန်တော်ဖွင့်ပြမယ်ဒီမှာကျွန်တော်ဒီ generation league ကိုတော့တကယ်ကြိုက်လို့ရှိရင်မင်းတို့ရဲ့ YouTube channel မှာသွားကြည့်လို့ရတယ်အခုကတော့ဘောမရပါတွေမင်းတို့စောက်ပြင်ကတ်သွားတယ်ပြီးတော့ဖြုံသွားတယ် rap တခြင်းတစ်ပုတ်ထဲကမင်းတို့ရဲ့ rap တွေကိုကျွန်တော်ဖွင့်ပြမယ်我家把水果偏南家不也连来追家家变态内的水家半夜嘛会个追家看我的谁抬起下大对比你跟人的红牌的烧烤狗皮叉山做到每个好不会比阿龙飞家山就见到多了家里头闹我们都爆了的高高那边的到小带领的就是爆出的 logo 都有叫破当茶了空到了就空了都输到了把都会累嘛的 rap 把你包围胸泡不了气团里比我好多现在的那种就把这个泡片的我们闹开 AI 今天的第一个的放盘都放下那个当开路当难过表面路当难路是不能加嘛路摊家里被路那个什么那个没啥被不上报的没谁说的领单啥的姑娘家气呀妹也从不叫我店家被买来个切大的 A 路被拉的包了路被拉谁们干的 brother 也的里被不了高点的 WiFi 比偏近个几倍不能每个里被不了还没去咕噜鸡的酷手 magical sign baby but you ain't never even capital Y 在鸡毛切龙啊罗马 hip hop 咕噜鸡的咕噜鸡的都打爆了 A 路的阿龙嘟嘟的ဒီ rap တွေကတော့ဒါ David လာရဲ့ပြီးတော့ဒီမှာဖျားသခင်နဲ့ Wi-Fi မိနေဆိုတော့ rapper ဘိုးကြီးရဲ့ပြီးတော့နောက်ထပ် MH ရာကူရူကြီးပေါ့နော်ဆရာကြီးတွေဒီဆရာကြီးတွေကိုသူဖြုတ်ထားပေါ့အဲ့ဒီတချင်းထွက်တော့ကလည်းဒါတော်တော်လေးပွဲစုသွားသေးရခရက်ဖြစ်သွားသေးရပေါ့နော်မင်းတို့ရဲ့ humanism ကသူကအဓိကရောင်းတာတော့သူက lyrics book လေးနဲ့ရောင်းတာပေါ့နော်တချင်းစာသားပါတယ်စာအုပ်လေးရှိရဲအဲ့ဒီစာသားကိုသူကဒီQR code ကို scan ဖတ်လိုက်လို့ရှိရင်တချင်းတွေနားထောင်လို့ရမယ်ပေါ့နော်ဒီဟာတော့ဟိုဟာ lyrics book မှာတော့မပါတော့ဘူးတင်တယ်ဒီ cover ကတော့သူရေးထားတဲ့အတိုင်းပဲ explicit content ပေါ့နော်လူသားဝါတွေကဒါလူတိုင်းအတွက်တော့မဟုတ်ဘူးပေါ့နော်ကြိုက်ချင်မှလည်းကြိုက်ကြမယ်တချင်းထဲမှာလည်းသူပြောတယ်သူကဒါသူ့ရဲ့စိတ်အညစ်အကြေးတွေကိုသူအန်ထုတ်ထားတာပေါ့နော်အဲ့တော့လူတိုင်းအတွက်ကအဆင်ပြေမှာမဟုတ်ဘူးဟိုအချစ်တချင်းလေးတွေပြီးတော့စိတ်အပန်းဖြေစေတဲ့တချင်းချူချူလေးတွေအေးလေးနားထောင်နေတဲ့သူတွေအတွက်ကတော့ဒါကြိုက်ချင်မှကြိုက်မယ်ပေါ့နော်ဒါပေမဲ့ဒါသူ့ရဲ့ဖန်တီးမှုတစ်ခုကိုနားထောင်နေတဲ့သူတွေအတွက်ဆိုရင်တော့ဒီဟာကိုနားထောင်လို့ရတယ်ပေါ့နော်ဒီထဲမှာကျွန်တော်ကြိုက်တဲ့တချင်း၃ပုဒ်ကိုကျွန်တော်အစအဆုံးပေါ့နော်ကျွန်တော်ဖွင့်ပြပါမယ်ကျွန်တော်တချင်းတွေအကုန်လုံးတော့မဖွင့်ပြပါဘူးအဲ့ဒါဆိုရင်ဗီဒီယိုအရန်ရှည်သွားမှာဆိုလို့ပြီးတော့ကျွန်တော်အကုန်လုံးပြောလို့ရှိရင်လည်းအရသာပြတ်သွားမှာဆိုဒီထဲမှာကျွန်တော်အကြိုက်ဆုံးတချင်း၃ပုဒ်ကိုကျွန်တော်ဖွင့်ပြပါမယ်ပြီးတော့အဆုံးထိကျွန်တော်တို့နားထောင်ကြမယ်ပေါ့နော်အခုပထမဆုံးစဖွင့်မှာတော့ intro ပေါ့နော် intro မှာတဲ့ကလည်းကျွန်တော်ပွင့်လင်းပြော intro မှာတဲ့ဟိုကတော်တော်သဘောကျတယ်မင်းလုံးရဲ့ပုံစံအမှန်တိုင်းပဲသူ့ရဲ့ rap တွေသူ့ရဲ့ flow တွေသူ့ရဲ့ rhyme တွေပြီးတော့မင်းလုံးမှာကျွန်တော်သဘောကျတာအဲ့လိုစကားလုံးသူကစကားလုံးသုံးဆွဲတာကြွယ်ဝရတယ်ပြောရမှာပြီးလို့ရှိရင်စကားလုံးအထားသူကကြစ်လက်တယ်လို့ပြောလို့ရတယ်ပြီးတော့ flow ကလည်းဆောင်းကောင်းတယ်ပြီးရင်အဲ့လို force အပြည့်နဲ့ဆိုတတ်တာပေါ့နော်အဲ့တော့ကျွန်တော်နားထောင်ကြည့်လိုက်မယ်ဆက်လေကဘာကြီးတစ်ခုလုံးကိုပြောင်းပြန်လှမ်းမဲ့တွေးနေကလင်းရဲ့တယောက်ရဲ့ရင်ဘတ်ထဲကမုံမအိမ်မက်ရဲ့လေးကစပြူနေစဒူဝါချောင်းပုံနေစာအုံးတဲ့ဗလာစာရွက်တွေပေါ်မှာချောင်းတင်ခန်းစာတွေဇာကာယန်စကလုံးတွေကပဲနေရယူတလောကလုံးနဲ့တယောက်ဖြစ်နေရင်တော့တလောကလုံးကမှန်နေရင်တော့သူခံယူထားတဲ့ကဘာမှာသူဟာဘတော်မှမမဘူးလူသားတွေအများစုတတ်မှတ်ထားသလိုဖျားကိုတိုင်တယ်ဆူတောင်းလို့ပြည့်မပြည့်ခဲ့သည်ရှိတော့ထဆဲပလည်းအဲ့ဒါဖျားတူဒီလိုမျိုးဘွားခုံးလေးကပေါ်တက်ကစာယုံနေထားတစ်ခုမှပဲအားဖြစ်ကကုငိပဲဖခင်ကကိစ္စနဲ့စောစီစောကြဆုံးမြေခဖြစ်တယ်မှုကိုတစ်ဖြည်းဖြည်းနာကြည့်လာငါဤကဘာကိုစိုးရတဲ့ဖန်ဆင်းရှင်ဖျားဆိုတဲ့ပုံကတကဘာလုံးနေကြတန်တရားဝင်မှ
မှမဖြစ်စင်ချင်းတုံပြပါကင်းမဲ့လားမောင်မိုက်ကလင်းမဲ့လားလဲကြတိုင်းပြန်ထားခဲ့ရသားနဲ့အမြဲတမ်းကြာရှုံးနေရငါရေးတဲ့ချင်းထဲမှာငါစိတ်နဲ့ဖေးဝိငယ်ဟာလက်တပိကခုံနေကြလောကရန်ကတစားစီချိန်မလို့မျောလင်းချက်တိုင်းပြိုချပျက်စီးမနဲ့ရလို့ချဖန်တီးလို့ထားတဲ့ကဘာနဲ့မတော်ခဲ့ပြရခဲ့ညာတိုင်းကိုချလက်ငီးဒီကဘာမှာလူလက်မခံတဲ့ဝါဟာရာတွေကိုခံတဲ့ကရိုင်းပုတ်ထဲကအန်ချလို့မီရှိုတီတုံငီးဆိုအေးဒီဦးရင်တဲ့ကတားပြသေးကိုမတေးတဲ့မျိုးချမီတို့အားနဲ့ရပြစ်တဲ့ငါကိုချီဆိုအမောင်လွမ်းကတော့လောက်ကျွမ်းပြချအောက်တန်းလွှာကိုမရွှချပြစ်လိုက်တဲ့မိမောမိသားစုတွေမှာထွေးဆုံးသားငငယ်ကလိမ်မာခဲ့တဲ့လောက်ခုချိန်မေကိုဒုက္ခပေးဆုံးသားဖြစ်ရှိတော့တဲ့နောက်မိသားစုစေးပွားရေးလက်ပြက်ဖေပြူပြက်ပူးတဲ့ကျေးဇူးတရားကြောင့်ဆွေးပြီးတချို့တောင်ဝေးဆုံးမှာလူဆိုတော့မမဖူးတဲ့သူမရှိငါတအားယူတဲ့ဂီတာတော့ကိုပဲအားပြုတဲ့ဘဝတစ်ခုရဲ့လက်ပြောင်းလာတဲ့1000ကွန်ပျူတာရဲ့စတူဒီယိုမှာ MC ဆိုင်ကူကြီးနဲ့ခြေလက်တစ်ခုကိုစားပြုခဲ့ရကနေသူမဲတိုက်ပွဲပိုင်းစားနှလုံးသားဟာရရှင်းတိုင်းမှာရှိရှိသမျှ AR တွေစိုက်ထုတ်ခဲ့ဘသူတွေဘာပဲပြောကောင်းပါစွာနဲ့လူကြိုက်များတဲ့ရှားတွေကိုငါတိုက်မတော့ပဲစိုက်မတိုက်ထုတ်ခဲ့ညာဆိုတဲ့စုံတယောက်လာပြောတတ်တဲ့အတန်တွေကချမန်နေပါထား unit rap တွေကဖြစ်နေတဲ့ဘဝတွေကိုကိုစားပြုဖေးပေးခဲ့တဲ့လူပညာအမှန်မှုဖြာရှုသွားမှကိုမလိုလားဘူးကိုရုံချလို့ရင်းခဲ့တဲ့ရှားတော့လဲကြခဲ့တော့ mission ကိုမပြဘူး Fuck လူတွေတတ်မှတ်ထားတဲ့ဝေးတေတာတွင်နေငါစီးတွေချလောကရန်ရဲ့ဖိချစ်တဲ့ပြဿနာဝေးဝါကိုစန်တဝါချုံထားခံနာဆုံးကိုလက်ကမ်းတဲ့ပုံချကြောင်းတနေလို့သွားတဲ့စန်နေရခလုံးညချာမှာကမ်းမမြင်ပြုံးပြီးကလမ်းမမြင်ရှုံးပြီးသားချစ်တဲ့ချောင်းနဲ့မတ်တက်ထားတဲ့နိုင်ငံရေးနာဒုက္ခိတရင်ကချင်တဲ့ချောင်းနဲ့ပြေးတဲ့ကောင်အခုဆိုဂျန်နဲ့ဖတ်ထောက်ပြီးချေသုံးချောင်းနဲ့ရင်ထက်တမစောပြေးမယ် အပီကတဲ့တဲ့ကိုတင်ကစားယူပြီးကထားလာမဲ့ပြင်မလို့နာချင်မှုအားလုံးကိုစိတ်ချပြီးမျက်လုံးနဲ့ဖူးပြီးကရှိကိုပဲဥတီကတော့တွတ်ခါယူပြီးကတော့ဒီလိုမျိုးစင်ပေါ်မှာဒီလိုမျိုး rap တွေကိုခုံကွာပြီးဆိုနေမှာပြောတတ်တဲ့ကောင်ကမှပဲသူတွေလုံးရလေကြကောင်းကင်ဘုံနဲ့ရှိတော့ကျွန်တော်တို့ဖာဝင်လေကပင်ပန်းလာပြီးခဲ့တဲ့မောကျွန်တော်တို့ဖာဝင်သက်ထွက်တဲ့တိုင်းမှာစာတန်နောက်ဆက်ချင်းနဲ့ကြုံနေရကျွန်တော်အားကွက်ကဆောင်မဖေးခုံမှုပါတခင်မရကောင်းကင်ဘုံနဲ့ရှိတော့ကျွန်တော်တို့ဖာဝင်လေကပင်ပန်းလာပြီးခဲ့တဲ့မောကျွန်တော်တို့ဖာနေနေရကိုမှရွေးပြီးလှမ်းဆိုင်သူတွေနဲ့ကြုံနေရကျွန်တော်အားကွက်ကဆောင်မဖေးခုံမှုပါတခင်မရNega jani ponte super jade panela nuanjwe panela dwe tu mela dwe ne saye ne mye ye ne dai man dwe ko ko ta te mela dwe ne mela dwe ta shi jade mo ka cha ka sa ko ki shate di lu da ka ba ji de ma nga do a long ya de mya yu cha da ji ma tu ngi mu de mya so de ma shong ma da jin tu cha da ji e da ba tu ma ta pi na da mye mye song lo chu pya sya ma shi ke tu pa sya ma shi lo ba do da mo ha dwe ha ku sa sya ma shi to be me pu tu sin phit mu twa nga do a lo tu tha la pi a tu twa ya ni bong ta ku ko ma yauk kin min ko mai sat pai lai me ho diလူသားဝါဒီနဲ့ရှာဒါသူ့ရဲ့ intro music ပေါ့နော် intro music မှာနေတော့သူပြောချင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဘယ်လိုပြောမလဲသူပြောချင်တာတွေကိုကျွန်တော်နားလည်နေသလိုမျိုးခံစားရဒီထဲမှာသူဖွင့်ဟတာပေါ့နော်သူပြောချင်တဲ့အရာတွေသူခံစားနေရတဲ့အရာတွေကိုအဲ့ဒါတွေကဒီသချင်းတစ်ပုဒ်နဲ့တင်ကိုသူပြောချင်တာတွေကိုကျွန်တော်နားလည်သွားတယ်လို့ထင်ရတယ်ပေါ့နော်ဒီထဲမှာသူပြောထားရတဲ့မှာလဲပါသေးတယ်တချင်းတွေခုံပေါက်ပြီးတော့ဆိုတတ်တဲ့လူကမှဒီလိုမျိုးဖြစ်အောင်ဘယ်သူတွေလုပ်တာလဲပေါ့နော်စဉ်းစားကြည့်လေဒါသူ rapper တယောက်စင်ပေါ်မှာ hip hop rap တွေဆိုရဲဆိုကျွန်တော်တို့အများနဲ့ခုံပေါက်ပြီးအဲ့ဒီမှာပြေးတတ်တဲ့ဒီလိုမျိုးအပေးယူပေါ့နော်ဒီမှာသူကခုံလိုက်ပြေးတက်ကအောက်ကနေလိုက်ခုံအဲ့လိုမျိုးပုံစံဗျာသူလည်း performance လုပ်ချင်ပါပဲဟုတ်လားဒါပေမဲ့သူ6တော့အနေထားရပါတော့အခုလက်ရှိမှာတော့အဆင်ပြေမှာမဟုတ်သေးဘူးဒီဟာရေးပေါ်မှာလည်းသူ့ရဲ့စိတ်ခံစားချက်တွေရှိကျွန်တော်မင်းလုံးမြင်လို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲစိတ်ထဲမှာသူဒီဖြစ်တည်မှုကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်သူ့ရဲ့လူငယ်ဘဝဆုံးရှုံးသွားတဲ့ဟာကျွန်တော်ခံစားမိပြီးတော့စိတ်မကောင်းဖြစ်တယ်ဒါသူဒီတော်လှန်ရေးမှာဒီလိုမျိုးခြေတစ်ဖက်ပေးထားရတယ်ပြီးတော့ဒီအလုပ်တွေလုပ်နေရတယ်ဆိုတာတွေကိုခဏဖယ်ထားလိုက်ကျွန်တော်ဒီလူငယ်ချင်းအမြင်နဲ့ပေါ့နော်ခံစားချက်အနေနဲ့ပြောရမယ်ဆိုရင်သူကအခုဗျာ25လောက်ပဲရှိသေးတယ်ဒါပြီးခဲ့4နှစ်ကျော်ကာလမှာသူထားပါတော့ဒီတော်လှန်ရေးထဲမှာသူမတ်လာတွေကသူတနက်နဲ့ပြစ်ခံလိုက်ရ6တော့ထိသွားတယ်ဆိုတော့အဲ့ဒီအချိန်ဆိုသူ့အသက်က21လောက်ပဲရှိအောင်ပါအဲ့ဒီရွယ်ဆိုတာလူငယ်ဘဝအရန်ဖြတ်တန်းလို့ကောင်းနေချိန်ကျွန်တော်တို့တော့ဆိုရင်ဗျာလုံးဝတက္ကသိုလ်သွားလိုက်အကြောင်းပြေးလိုက်ပြင်ဂိမ်းဆိုင်သွားလိုက်ပြီးလို့ရှိရင်နိုင်အောင်ထွက်လိုက်ပျော်စရာကြီးဗျာအများကြီးပဲကျွန်တော်တို့ခေတ်မှာကျွန်တော်တို့ကလူငယ်ဘဝကိုကောင်းကောင်းကြီးဖြတ်တန်းခဲ့ရအခုမင်းလုံးတို့လူမျိုးတွေရှိတယ်ပြီးတော့နောက်ထပ်သူထက်ငယ်တဲ့သူတွေရှိအောင်မယ်ကျွန်တော်တောထဲမှာတော့စုံခဲ့တဲ့ရဲဘော်ကြီးရှိသူတို့ဆိုကျွန်တော်မြင်လို့ရှိရင်
ပြောရမယ်ဆိုလူငယ်ချင်းအနေနဲ့ဆိုရင်သူတို့စာနာဘာလို့လဲဆိုသူတို့ရဲ့လူငယ်ဘဝကိုဒီလိုမျိုးကာလကြီးမှာသူတို့ကပေးဆက်လိုက်ရဗျာဒါပေးဆက်တယ်ဆိုတဲ့စကားပေးဆက်လိုက်ရတဲ့ဓာတ်ရက်ကုံဆုံးရဗျာပြန်လဲမရနိုင်တော့လူငယ်ဘဝဆိုတာသူတို့ကဒီလူငယ်ဘဝကိုကောင်းကောင်းမဖြတ်သန်းရပဲနဲ့ဒီခစ်ကြီးစနစ်ကြီးကသူတို့ဒီလိုမျိုးဖြစ်အောင်လို့တွန်းပို့လိုက်တာပေါ့နော်ကျွန်တော်တို့အားလုံးကတော်လိုင်းရေးတွေကိုရောက်လာဒီခစ်ကြီးကကျွန်တော်တို့အားလုံးတော်လိုင်းရေးတွေကိုရောက်သွားအောင်လို့တွန်းပို့လိုက်လူငယ်တွေမှာလူငယ်ဘဝတွေမရှိပဲနဲ့အသက်တွေကြီးလာကျွန်တော်အဲ့ဒီဟာကိုအရင်စိတ်မကောင်းဖြစ်တယ်အခုဒီသချင်းကိုနားထောင်လို့ရှိရင်လည်းကျွန်တော်အဲ့ဒီလိုမျိုးခံစားချက်တွေရတယ်ပေါ့နော်ဒါတော့ intro ပါဒီ intro နဲ့နေမင်းလွန်ဘာတွေကိုပြောချင်နေလဲဆိုတာတော်တော်များတော့ကျွန်တော်ရင်ဘတ်ထဲကိုရောက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်နောက်တစ်ပုဒ်ကတော့မင်းလွန်ရဲ့မြေကြီးကိုနမ်းကြည့်ခြင်းဆိုတဲ့သချင်းပါကျွန်တော်ဒါလေးကိုနားထောင်ကြည့်လိုက်မယ်ပေါ့နော်လူတွေဟာမျောလင်းချက်တွေနောင်ကျိုးတွေကိုစီနေဒီစိတ်ပြက်စရာစောက်လောကကြီးတဲ့လောကဓာတ်ကိုအန်တူပြီးရှင်သန်ကြရတယ်ဒါပေမဲ့ဘာနောင်ကျိုးမှဆုံးရှုံးစရာမရှိတော့လောက်အောင်ဘာမျောလင်းချက်မှမကြံတော့တဲ့လူတစ်ယောက်ကရောရှင်သန်မှုကိုကြော်လွန်တဲ့လွတ်မြောက်ရာလမ်းကိုရောက်နိုင်မလားလို့မြေကြီးကိုနမ်းကြည့်ပြီးငါမေးကြည့်ဘယ်နေရာကိုသွားရမလဲငါမသိနောက်ပြန်ကြည့်တော့ငါကိုချစ်ခင်သူဆိုတာလဲဗလာနဲ့ထီနှလုံးသားမှာလဲနာကတ်တွေပြည့်နဲ့နာကတ်မရှိမျက်လုံးတွေပြနှမ်းပြီးငြိမ်ငြိမ်ရုပ်ရှင်တွေနဲ့စိတ်ကိုတန်ရှင်းရဲ့လုံရပရင်ပေါင်းမှာရောင်နေတောင်လိုက်လာပြီးငါဘဝကြီးကတော့ဒီထက်ပိုမောင်မိုက်စရာမရှိညက်ကလေးတွေကိုသူမနဲ့တင်စားပြီးခေါင်းစဉ်တက်တကယ်တော့သူမအတွက်ငါဟာကောင်းကင်ပြတ်အခြေကိုမင်းခုလို့ပြစ်ထားရခဲ့တာကိုလည်းမညှို့စုပါနဲ့လူတိုင်းကိုမေးကြည့်ရင်ဆုံးဖြတ်ချက်တွေတိုင်းမှာလူတိုင်းဟာမင်းနဲ့တူတူပါပဲငါနားမှာမင်းမရှိလဲငါကြာရှုံးမှုနှုန်းကအတူတူပါပဲရှိခဲ့ပြီးသွားတဲ့စာမျက်နှာတွေကိုပြန်ပြီးမလှန်လောခြင်းတလို့ပြုလုပ်သူများကနေလဲကံကိုပြန်မပြောခြင်းလို့မင်းချန်ထားရခဲ့တဲ့အမှတ်တရတန်ရောစင်ချိုးကွန်းဆို့ပြီးမှရှေ့မှာတတ်သေးတာကမှမှန်ကန်တော့ဖြစ်မျိုးငါနာတဲ့တီလုံးတန်တွေကလည်းတစ်ချက်တွေကြီးစိတ်ထင်ရာကိုသာယူလျက်သေးဖီးပြင်းပြင်းပန်းကိုတန်ဖိုးထားပြီးမချူရက်သူအတွက်လူပြက်စေသည်ဆိုတဲ့ချစ်ကြောက်ရည်ရဒုံးလုံးငါမှဥတက်နေပြီရှေ့လဲနေထီတဲ့ပန်းလို့အသေးမီရှို့ချမ်းတော့ချွေပြီးတော့မှန်းတယ်လို့အေးဝါခဲ့တော့ငါအိမ်မတစေချီကိုလွမ်းလို့ထောင်ရငါအိမ်မက်မက်ရမယ်မြေကြီးကိုနဲ့ရှေ့လဲနေထီတဲ့ပန်းလို့အသေးမီရှို့ချမ်းတော့ချွေပြီးတော့မှန်းတယ်လို့အေးဝါခဲ့တော့ငါအိမ်မတစေချီကိုလွမ်းလို့ထောင်ရငါအိမ်ဆက်ရမယ်မြေကြီးကိုနဲ့ကိုတော့ကိုပဲကြည်တဲ့တဘိုးထဲသမားငါဟာကိုပေါ်ကျေးဇူးရှိခဲ့ဘူးတဲ့တချို့တဲကငယ်ပေါင်းကြီးပေါ်လဲဖြစ်တဲ့တင်းဆရာမြင်းဆရာကြားဆရာမင်းအပေါ်ငါပြင်းထန်ပြက်ကွက်ခဲမှုအတွက်သားကြီးဘလောက်တောင်ငိုခဲ့ရ2000ကျွန်တော်ဒီတချင်းကိုအဆုံးထိကျွန်တော်မဖွင့်ပြတော့ဘူးဒီမှာတော့ဘာဖြစ်လို့လဲဆိုတော့အရန်ရှည်သွားမှာဆိုလို့ပေါ့နော်ဒီတချင်းကိုတော့ကျွန်တော်2ခေါက်3ခေါက်လောက်နားထောင်ပြီးသွားပြီကျွန်တော်နားထောင်ပြီးတော့ဒီအခုနားထောင်လာတယ်ကျွန်တော်တို့အတူတူနားထောင်တဲ့အပိုင်းကိုပဲကျွန်တော်ကြည့်ပြီးပြောမယ်ဆိုရင်မင်းတို့ကသူ့ကိုယ်သူ rapper တယောက်ဆိုရတဲ့သူဒီ artist တယောက်ပေါ့နော်ပြောမယ်ဆိုဒီ music ကိုဖန်တီးတဲ့ artist တယောက်အနေနဲ့ပေါ်ပြထားတဲ့တခြင်းတစ်ပုတ်လို့ပြောလို့ရသူအစောပိုင်းမှာသူကြပြလိုမျိုးပေါ့နော်ကြပြစာသားကြီးလိုမျိုးသူစပြီးတော့ intro ဝင်တယ်ပြီးတဲ့အခါမှာသူ rap စာသားအနည်းလေးနဲ့ဝင်တယ်ပြီးတော့သူ melody ကောက်စုလိုက်ပြောချင်တာငါမင်းလွန်ကွာတည်လားငါဖန်တီးနိုင်တယ်ငါလုံနိုင်တယ်ဆိုတဲ့ဟာသူတချင်းတစ်ပုတ်ထဲမှာသူပြထားပါဘောနော်နောက်အဆုံးထိနားထောင်လို့ရှိရင်ပို့ပြီးတော့မိုက်တယ်ဒါပေမဲ့ကျွန်တော်ဒီမှာပဲရက်လိုက်မယ်ဒီတချင်းကိုပြောမယ်ဆိုဝယ်ပြီးတော့နားထောင်စေခြင်းတယ်ဗျာအပြည့်ကိုနားထောင်ခြင်းလို့ရှိရင်ဝယ်ပြီးတော့နားထောင်စေခြင်းတယ်ကျွန်တော်နောက်တစ်ပုတ်ကိုသွားလိုက်မယ်ညင်ဦးအားယုံမတက်ခင်ရင်ခုန်လျက်ပင်လင်းစွဲမြည်တမ်းသောညကိုစုံစမ်းရင်အကုန်ပြည့်ရွှင်လဲစုံမခွင်ရှိသေးလားချစ်နဲ့ကောင်းကင်ဘုံအထက်တွင်ဖမ်းယူလှမ်းစရာနမ်းရှူလျက်သူမနှခမ်းပါကြမ်းအရန်ကားပြဇလန်းစပေါင်းတဲ့အခန်းဤလွမ်းသူပန်းသူမလှူဒန်းစိတ်ရှင်ပြူသည်များငါမမှုပါထမ်းဖို့ပုတ်တိုးရလွန်ပြင်ကုန်မှသူကတရုတ်တရပြဖို့ကပန်းပြိုစိတ်တကားဝမျက်လုံးဟာနီယုံညလဲမှာဆူရှာမှာသူကနှခမ်းလုံးကားချက်ပေါ်ဘက်ကဖြန်သွေးဆုံးသွားတဲ့တမချန်စူးနဲ့တရဖူကိုပန်းထိုးပါတစ်ဖက်ကိုတခြိုင်မနန်းဖို့ငါလှမ်းတော့မှဖြစ်သွားခဲ့ယူတာရှာခုလိုနှခမ်းမျိုးညာမနာနေမနာတဲ့ငါပဲမဟုတ်တဲ့ငါအားရှင်နဲ့ရာရစီတို့ပိုက်ကိုရွှေ့ပါလားတဲ့ယုံကြည်ပေးပါလားယုံကြည်ပေးမှမာတော့ရီခွေကကြငါဟာနိုင်ရပါပဲဖြစ်တည်လာတဲ့ဖန်ဆင်းခံလူသားတရှင်တော်မူသားဝေမိတ်စာရှာဖြာတို့အတွက်ကတော့ကမ်းမဲ့လက်ငါတို့အတွက်ကတော့ကမ်းမဲ့တဲ့လက်တလောကနနာမန်နေလောကလခတ်ပက်ဆွမ်းဝမ်ကင်Sim lấy tung nên tác giả mít pial khát sung in hong bay lơ đi Nun tang na tom nau sung lung golden ning nong ngom pi na
ไปนางคิมบางซีนความอยากไปส่งนาสอลบังกาเฮ ဒီချင်းမှာဆိုလဲဒါသူ့ရဲ့သတိထားမိရ music arrangement ပေါ့နော် music arrangement ဘယ်လိုပြောလဲဒီလိုလေးလာလိုက်ပြီးဝန်းဆိုဝင်လာလိုက်ပြီးလို့ရှင်ဒီလိုလေးပြန်သွားလိုက်အဲ့လိုအနေအမြင့်ပေါ့နော်တီးလုံးလဲတော်တော်ကောင်းတယ်ပြီးတော့သူ့ရဲ့ rap တွေအခုကြားလိုက်တဲ့အတိုင်းပဲဆောင်းရမ်းမိုက်တယ် featuring ကတော့ကျွန်တော်စိတ်တင်ချင်းလို့ဆိုတာအထင်အဲ့တော့ဒီသချင်းလဲတော်တော်မိုက်တယ်ကျွန်တော်ဆောင်းကြိုက်တဲ့တဲမှာပါတယ်ပြောရမယ်ဆိုရင်6ပုတ်ရှိတယ်6ပုတ်လုံးကကောင်းတယ်ဒီအခွေကသူအချိန်ယူနေတာတော်တော်ကြာပြီပေါ့နော်သူပြောရမယ်ဆိုဒီထောင်ကလွတ်လာပြီးတဲ့ကသူဒီအခွေကိုထွက်နိုင်ဖို့အတွက်သူပြင်ဆင်နေတာပေါ့နော်အခုဆိုရင်ဒါ3နှစ်လောက်ကြော်သွားပြီလို့ထင်တယ်အခုလဲဒါသူအခက်အခဲတွေကြားတွေကထွက်လာတာပြောရမယ်ဆိုရင်ဒီဟာထုတ်ဖို့အတွက်ပတ်စံအောင်မှသူမရှိလို့အဲ့လိုမျိုး like အကူအညီတောင်းရတာပေါ့နော်ဒါပေမဲ့မင်းတို့ကစိတ်ကတော့ပြတ်တယ်သူပြောချင်တာဒီအခွေကို तू ကဟိုမှာထားပါတော့ဒီတော်လှန်ရေးအကြောင်းမို့လို့တော်လှန်ရေးအတွက်အထောက်အကူဖြစ်စေခြင်းလို့ဝယ်တာမျိုးလဲ तू မဖြစ်စေခြင်းပြီးတော့ဒီအခွေကလည်းလုံးဝသူ့ရဲ့အမှုပညာတက်ကိုပဲ तू ရောင်းတာတော်လှန်ရေးရမုံငွေပါညာနဲ့ဘာမှမဆိုင်ဘူးသူ music ကိုကြိုက်တယ်ဆိုရင်နားထောင်ကြိုင်တဲ့ဟာဘာမှ तू ဟိုမလိုချင်ဘူးပေါ့နော်အဲ့တော့မင်းလုံးရဲ့ humanism လူသားဝါဒီဆိုတဲ့ EP album ကိုလက်ရှိကတော့ Thai Singapore Malaysia Australia နဲ့ USA တို့မှာဝယ်ယူလို့ရတယ်တခြားဝယ်လို့ရတဲ့နိုင်ငံတွေထပ်ရှိလာရင်လည်းကျွန်တော်ထပ်ပြီးတော့ဖြည့်ပေးမယ်ဒီ video ရဲ့ description မှာလည်းကျွန်တော်ဝယ်လို့ရတဲ့နိုင်ငံတွေနဲ့ပေါ့နော်ဝယ်လို့ရတဲ့ page link တွေကိုကျွန်တော်ထည့်ပေးထားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်